One Piece Universe ကိုဟန်ချက်ညီအောင်ထိမ့်သိမ်းပေးထားတဲ့အင်အားစု3ခုအနက်စိတ်ဝင်စားဖို့အကောင်းဆုံးနဲ့အရှုပ်ထွေးဆုံးအဖွဲ့အစည်းတစ်ခုဟာရှိနေခဲ့ပါတယ်။ဒီအဖွဲ့အစည်းကိုSeven Warlords of the Sea လို့ခေါ်ဆိုပြီးကမ္ဘာအစိုးရနဲ့တရားဝင်ပူးပေါင်းထားတဲ့အခွင့်ထူးခံပင်လယ်ဓမြတွေပဲဖြစ်ပါတယ်။ Warlords တွေဘက်ကအစိုးရကိုအလွတ်အကျွေးပြုပေးရတယ်လို့အစိုးရဘက်ကလည်း Warlords တွေရဲ့ပြစ်မှုတွေကိုလစ်လျူရှုပေးထားရပါတယ်။ Warlords System ကိုတည်ထောင်ခဲ့ရတဲ့အဓိကအကြောင်းအရင်း၃ချက်ရှိပြီးပထမဆုံးအချက်ကတော့ပင်လယ်ဓမြတွေကိုနှိမ်နင်းနိုင်ဖို့ပါ။တာမန်ပင်လယ်ဓမြတွေကိုအစိုးရကိုစား Warlords တွေဟာတိုက်ခိုက်ပေးကြရပါတယ်။ဒုတိယအချက်ကတော့ယွန်ကိုရီကိုတိုက်ခိုက်ပေးဖို့ဖြစ်ပြီးအင်အားကြီးမားလာတဲ့ယွန်ကိုရီရဲ့အင်အားကိုတက်နိုင်တဲ့လောက်အစိုးရဘက်ကနေရှော့ချပေးနိုင်ဖို့ပါအထက်ပါအချက်နှစ်ချက်အရာတတိယအချက်ဆိုတာ Warlords တွေအနေနဲ့ကဘာကြီးရဲ့ balance ဖြစ်မှုကိုအဓိကကိုစားပြုပေးနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်လာခဲ့ပါတယ်။ခမားက Warlord တယောက်ဖြစ်လာပြီဆိုရင်ဘာတွေခန်းစားခွင့်ရမလဲပေါ့ပထမဆုံးခန်းစားခွင့်ကတော့ခမားမှာရှိနေတဲ့ one chat poster ကိုအစိုးရဘက်ကတရားဝင်ဖျက်သိမ်းပေးမှာဖြစ်လို့ခမားကလည်း Marine တွေစီကနေထွက်ပြေးနေစရာမလိုတော့ပါဘူးဒုတိယအကျိုးခံစားခွင့်ကတော့အစိုးရဘက်ကခမားကိုကိုယ်ပိုင်နယ်မြေတွေပေးရချီးမြှင့်လေးရှိပါတယ်။ဥပမာ Hancock ဆိုရင် Amazon Lily ကိုကိုယ်တိုင်အုပ်ချုပ်ခွင့်ရရှိခဲ့တာပါ။တတိယအကျိုးခံစားခွင့်ကတော့အစိုးရနဲ့ဆက်သွယ်ထားတဲ့လမ်းကြောင်းတွေတည်င်းအချက်အလက်တွေကိုအသုံးပြုခွင့်ရှိပါတယ်။ဒီစနစ်ရဲ့ဆိုးရွားတဲ့အမှောင်ပတ်ချံသို့မဟုတ်အားနည်းချက်တွေကလည်းအများကြီးကိုရှိနေခဲ့တာပါ။ဒီစနစ်ရဲ့အဓိကဆိုးကျိုးကတော့ဝါလော်တိုင်းဟာအစိုးရကိုကူညီပေးတယ်ဆိုတာမျိုးထက်သူတို့ရဲ့ကိုကြိုးစီးပွားသို့မဟုတ်အစိုးရရဲ့အကာအကွယ်ကိုသာယူလေးရှိကြတာပါ။ဒီတရားဝင်အကာအကွယ်ကိုရယူပြီးဝါလော့ဆွေဟာမကောင်းမှုတွေကိုဆက်လက်ကျူးလွန်လာကြပါတယ်။ Crocodile နဲ့ Doflamingo တို့ဆိုရင်တိုင်းပြည်တစ်ခုလုံးကိုခိုးယူဖို့အထိစူးစမ်းခဲ့ကြတာပါ။အခုလိုမျိုးအာဏာအလွဲသုံးစားလုပ်မှုတွေကြောင့်နောက်ပိုင်းမှာ Fujitora ရဲ့တင်ပြချက်နဲ့အတူဒီ system ကြီးကိုဖျက်သိမ်းနိုင်ခဲ့ပါတယ်။ Warlord တွေဆိုတာအစိုးရဘက်ကစဉ်းစားထားတဲ့ငချင်းစီနဲ့ငချင်းပြန်ကြော်မယ်ဆိုတဲ့ idea တစ်ခုပါ။ Warlord တွေဟာ series ရဲ့အစောပိုင်းနဲ့အလယ်ပိုင်းကိုအဓိက carry ပေးခဲ့ကြပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ Warlord တွေအကြောင်းကိုရှင်းပြပြီးသူတို့ကိုအစဉ်သတ်မှတ်ပေးသွားပါမယ်။ဒီစနစ်အရ Warlord တွေဟာ9ယောက်သာရှိမယ်ဆိုပေမဲ့ယာရုပြောင်းလဲမှုတွေကြောင့် series ထဲမှာ Warlord 17ယောက်အထိပါဝင်သွားခဲ့ပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုထဲမှာ Warlord 17ယောက်အထိပါဝင်သွားမှာမျိုးဖြစ်ပြီးဒီနေ့ဗီဒီယိုရဲ့နံပါတ်7နေရာမှာရောက်ရှိနေခဲ့သူကတော့ Bucky ပဲဖြစ်ပါတယ်။ Bucky ဆိုတာ One Piece Universe ရဲ့ကန်အကောင်းဆုံး character တစ်ခုလိုပဲဆိုရပါမယ်။ series ရဲ့အစောပိုင်းမှာဟာတာဇက်ကောင်တစ်ခုသာအစ်စ်မှာပဲရှိနေခဲ့တဲ့ဆိုပေမဲ့အခုအချိန်မှာအားလုံးကိုတီးထုတ်နိုင်တဲ့ယွန်ကိုတဦးဖြစ်နေခဲ့တာပါ။ဘက်ကီဟာတာမန်ကြည့်လိုက်ရင်တော့ပေါ်တော်လူပြတ်တဦးဆိုပေမဲ့ဒီဘဲရဲ့နောက်ခံ background ကတော့အချင်းဟုတ်မနေခဲ့ပါဘူး။ဘက်ကီဆိုတာ Roger ရဲ့တင်မောပေါ်မှာ Shanks နဲ့အတူအလုပ်တင်အဖြစ်ဝင်ရောက်လုပ်ကန်ခဲ့မှုပါတယ်။ Shanks နဲ့ဆိုရင်ငယ်ငယ်ကလေးတဲကပေါင်းတင်လာခဲ့တဲ့တငယ်ချင်းဖြစ်ပြီးဘက်ကီကတော့ Shanks ကိုသိပ်ပြီးကြည့်မရပါဘူး။အဓိကတော့သူလိုချင်ခဲ့တဲ့ရတနာမြေပုံနဲ့အတူရေကူးနိုင်တဲ့စွမ်းအားတို့ကို Shanks ကြောင့်ဆုံးရှုံးခဲ့ရတယ်ဆိုပြီးထင်မှတ်နေခဲ့တာပါ။ဘာကြောင့်ရေကူးနိုင်တဲ့စွမ်းအားကိုဆုံးရှုံးခဲ့ရတာလဲဆိုတော့ထုံးစံအတိုင်း Devil Fruit ကိုမတော်တဆစားသုံးမိခဲ့လို့ပါ။ Bucky ဟာ Paramecia အမျိုးအစားဖြစ်တဲ့ Bora Nomi ကိုစားသုံးထားခဲ့ပါတယ်။ခန္ဓာကိုယ်အစိပ်အပိုင်းတွေကိုပိုင်းဖြတ်ပြီးလေးပေါ်မှာပြန်နိုင်တဲ့ဆိုပေမဲ့ခြေထောက်နှစ်ဖက်ကတော့ပြန်နိုင်စွမ်းမရှိပါဘူး။ခန္ဓာကိုယ်ကိုအလိုလိုဖြတ်နိုင်တဲ့အတွက်ကြောင့်ဓာတ်နဲ့ခုတ်ရင်တောင်သေဆုံးနိုင်ခြေနေပါပါတယ်။ဒါကြောင့်လဲမီဟော့ရဲ့ဓာတ်ချက်တွေကိုရှောင်ရှားထားနိုင်ခဲ့တာပါ။ဘက်ကီရဲ့အောင်မြင်မှုတွေဟာသူ့ရဲ့တန်မာမှုဆိုတာထက်ကန်တရားနဲ့ကမောက်ကမဖြစ်ခြင်းတွေစီကနေပဲအခြေခံလေးရှိပါတယ်။ Impact Down မှာတော့ကအကျဉ်းထောင်ကိုအတူတူဖောက်ရင်အကျဉ်းသားအများအပြားရဲ့ကြီးညိုလေးစားခြင်းကိုဘာမှမလုပ်ဘဲခံလိုက်ရပါတယ်။ဒီလိုအကျဉ်းသားတွေအများကြီးကိုနောက်လိုက်အဖြစ်ရရှိလိုက်တာကြောင့်ရောငကိုကလေးကရှိနေခဲ့တဲ့နောက်ခံသမိုင်းချောင်းတွေအရာအစိုးရဘက်ကဘက်ကီကို Warlord အဖြစ်ကမ်းလှမ်းခဲ့ပါတယ်။နောက်ပိုင်းမှာတော့အားလုံးသိတဲ့အတိုင်း Warlord System ဟာဖျက်သိမ်းခံလိုက်ရပါတယ်။ဒါကြောင့်ဘက်ကီဟာ Crocodile မီဟော့တို့နဲ့အတူပူးပေါင်းပြီး Cross Gate ကိုတည်ထောင်နိုင်ခဲ့တာပါ။ဘက်ကီဘက်က Marine တပ်သားတွေကိုဘောင်တီပြန်ထုတ်တဲ့အတွက်ကြောင့်အစိုးရဘက်ကဘက်ကီကိုယွန်ကိုအစ်စ်မှာထားလိုက်ရပါတယ်။အပြင်ဘက်မှာဘက်ကီဟာ Crocodile နဲ့မီဟော့တို့ကိုစိတ်ခိုင်းနေတဲ့ boss တကောင်ဆိုပေမဲ့လက်တွေ့မှာတော့အဲ့ဒီနှစ်ယောက်ရဲ့နှိမ့်ဆက်မှုကိုခံနေရတဲ့ရုပ်သေးတစ်ခုဖြစ်နေခဲ့တာပါ။ဒါပေမဲ့ဘက်ကီရဲ့စူးစီးနိုင်မှုကြောင့်ဒီအဖွဲ့ကြီးဟာဆက်လက်တည်တံ့နေခဲ့ပါတယ်။ဘက်ကီ boss ဆိုတာကတော့အစွမ်းထက်တဲ့ရန်တောင်လေးတွေဖြစ်ပြီးမြို့တစ်မြို့လုံးကိုတောင်ဖျက်ဆီးနိုင်တဲ့အထိစွမ်းအားကြီးမှာပါတယ်။ဘက်ကီရဲ့အာကအရန်ရွှင်တာကြောင့် Impact Down ရဲ့ level 5နဲ့ level 6ကကောင်တွေကိုအိတ်ကတ်ထဲကောက်ထည့်ထားနိုင်ခဲ့တာပါ။ One Piece series ထဲမှာ Devil Fruit ကိုအလုံးလိုက်စားထားတဲ့ Devil Fruit user ဖြစ်ပြီးအင်အားမကြီးမားပေမဲ့အင်အားကြီးမားသလိုလိုရှိနေခဲ့ပါတယ်။ Pirate King ဖြစ်ချင်တဲ့ဆန္ဒအရာဘက်ကီယာနောက်ပိုင်းမှာစောင့်ကြည့်ရမယ့် character တွေကတစ်ခုဖြစ်လာနေပါတယ်။ဒါကတော့ CTR တွေကဘက်ကီအကြောင်းဖြစ်ပြီးအခု CTR တွေက Warlord နောက်တစ်ယောက်အကြောင်းကိုဆက်လက်ပြောပြပေးပါမယ်။ CTR, BTR, ATR နဲ့ STR ဆိုပြီး TR ၄ခုရှိနေမှာပါ။ဒီနေ့ဗီဒီယိုရဲ့ CTR နံပါတ်10နေရာမှာရောက်ရှိနေခဲ့တဲ့ Warlord ကတော့ Gekko Moria ပဲဖြစ်ပါတယ်။ Thriller Bug မှာစတင်ပါဝင်ခဲ့သူဖြစ်ပြီး Former Warlord System ရဲ့ member တဦးဖြစ်နေခဲ့တာပါ။
ခန္ဓာကိုယ်အရွယ်အစားကလည်းကြီးမားနေခဲ့တယ်လို့ထူးခြားတဲ့စွမ်းအားတွေကိုလည်းရရှိပိုင်ဆိုင်ထားခဲ့ပါတယ်။မိုရီယာရဲ့ငယ်ရွယ်စဉ်အချိန်တွေဟာအခုလိုမျိုးပြင်းပြင်းကြီးကြီးနဲ့အရေးတွေကိုပဲအားကိုးခဲ့တာမဟုတ်ပါဘူး။လွန်ခဲ့တဲ့အနှစ်20လောက်တုန်းကနယူးယောက်မှာခိုင်တိုကိုရှင်ပေါင်တန်းပြီးတိုက်ခိုက်နိုင်ခဲ့တဲ့ pirate တူဖြစ်ခဲ့တာပါ။ဝါနိုမှာခိုင်တိုနဲ့တိုက်ခိုက်ခဲ့ရတဲ့အချိန်မှာသူ့ရဲ့အဖွဲ့သားတွေအားလုံးကိုဆုံးရှုံးခဲ့ရပါတယ်။ဒီအချိန်မှာရရှိလာခဲ့တဲ့ trauma အရာအသက်ရှိနေတဲ့ member တွေထက်အသက်မရှိတဲ့ zombie army ကိုဖန်တီးမယ်ဆိုပြီးအတွေးပေါ်လာခဲ့တာပါ။မိုရီယာအနေနဲ့ Paramecia အမျိုးအစားဖြစ်တဲ့ခါခဲနိုမီကိုစားသုံးထားခဲ့ပါတယ်။လူတွေရဲ့အရေးကိုဖျက်တောက်ပြီးအလောင်းတွေနဲ့ပေါင်းဆက်ခါအရန်မိုက်တဲ့ zombie တွေကိုဖန်တီးနေနိုင်ပါတယ်။အဖြတ်ခံလိုက်ရတဲ့အရေးပိုင်ရှင်တွေဟာနေအောင်ကြီးကိုတော့ဂရုစိုက်ရပါမယ်။နေအောင်နဲ့ထိမိလိုက်တဲ့အရေးမဲ့လူသားတွေဟာချက်ချင်းပြားအဖြစ်ပြောင်းလဲသွားနိုင်လို့ပါ။မိုရီယာဟာသူ့ရဲ့ကိုယ်ပိုင်အရေးကိုတိုက်ခိုက်တဲ့နေရာမှာလည်းအသုံးချသလိုနေရာချင်းလည်းလဲနိုင်ပါတယ်။အရေးပေါင်းများစွာကိုကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာစုပေါင်းထည့်လိုက်တဲ့အချိန်မှာအရန်များတဲ့စွမ်းအားတွေကိုရရှိပိုင်ဆိုင်လာနိုင်မှာပါ။လူဖီနဲ့တိုက်ခိုက်ခဲ့တဲ့အချိန်မှာမိုရီယာဟာအရေးပေါင်း1000ကိုစုဆောင်းထားနိုင်ခဲ့ပါတယ်။မိုရီယာရဲ့သင်္ဘောဟာတာမန်သင်္ဘောမဟုတ်ပဲThriller Bug လို့ခေါ်တဲ့ကျွန်းတက်ကျွန်းစာအရွယ်အစားရှိတဲ့ကမ္ဘာအကြီးဆုံးပင်လယ်ဓမြသင်္ဘောကြီးကိုစီးနင်းနေခဲ့တာပါ။ဒီသင်္ဘောကြီးကို Florian Triangle ဆိုတဲ့ရေပိုင်နက်ထဲမှာထားပြီးလမ်းမဝင်လာတဲ့သူတို့ရဲ့အရေးတွေကိုဖျက်ယူစုဆောင်းထားလိရှိပါတယ်။ Marine Fort တိုက်ပွဲပြီးတဲ့အချိန်မှာအဆိုရဘက်ကမိုရီယာရဲ့စွမ်းဟာဝါလော့ဖြစ်ဖို့မထိုက်တန်တော့ဘူးလို့ယူဆတဲ့အတွက်ကြောင့်ဝါလော့နေရာကနေဆင်းပေးလိုက်ရပါတယ်။နောက်ပိုင်းမှာအဆိုရရဲ့အမိန့်နဲ့အတူတိုဖလာမင်ဂိုဟာမိုရီယာကိုရှင်းလင်းဖို့ကြိုးစားခဲ့ပါတယ်။မိုရီယာကတော့ဒဏ်ရာကြီးကြီးမားမားရရှိခဲ့ပေမဲ့ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပါတယ်။မိုရီယာအနေနဲ့နောက်ပိုင်း chapter တွေမှာတပည့်ဖြစ်သူ SLM ကိုကယ်တင်နိုင်ဖို့မုတ်စိတ်နဲ့ရှိတဲ့ဟာချီနိုဆူကျွန်းပေါ်ကိုတကူတို့သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့ SLM ကလည်းတေဆုံးသွားခဲ့တယ်လို့မိုရီယာကလည်းမုတ်စိတ်နဲ့ရဲ့ဖန်ဆီးခြင်းကိုခံရနိုင်ခြင်းမြင်မာနေပါတယ်။မိုရီယာဟာအခြားသူတွေနဲ့မတူတဲ့ခီရှိဆိုတဲ့ရည်တံတစ်ခုကိုရရှိပိုင်ဆိုင်ထားခဲ့တာပါ။မိုရီယာရဲ့ဆောင်ဖို့အရာကိစ္စတစ်ခုခုကိုသူကိုယ်တိုင်လှုပ်လိုက်တာမျိုးထက်အခြားသူကိုစိတ်ခိုင်းရတာပုံမူသဘောကျပါတယ်။အရက်က22ပေရှိတဲ့အတွက်ကြောင့်ဝါလော်တွေထဲမှာအရက်အရှိဆုံး member တစ်ယောက်ဖြစ်နေခဲ့တာပါ။ဒီနေ့ဗီဒီယိုရဲ့ CTR နံပါတ်9နေရာမှာရောက်ရှိနေခဲ့တဲ့ဝါလော်ကတော့စာခရိုကိုဒိုင်းပဲဖြစ်ပါတယ်။ One Piece series ရဲ့အစောပိုင်း chapter တွေမှာကတည်းကလူဖီတို့နဲ့တိုက်ခိုက်ခဲ့ရတဲ့ဝါလော်တူဖြစ်ပြီးဝါလော်တွေထဲကအမျော်အမြင်အရှိဆုံး member တူဖြစ်နေခဲ့တာပါ။ဆရာမိချောင်ကြီးဟာလိုကီယာအမျိုးအစားဖြစ်တဲ့ဆူနာနိုမီကိုစားသုံးထားခဲ့ပါတယ်။ဆူနာနိုမီဆိုတာတဲတတီကိုပြောရမျိုးဖြစ်ပြီးခရိုကိုဒိုင်းကလည်းသဲကိုမနီဖြူလိုက်နိုင်ပါတယ်။ဒါကြောင့်သူ့ရဲ့ခန္ဓာကိုယ်ကိုသဲရီအဖြစ်ပြောင်းလဲတာနဲ့သဲမုန်တိုင်းဖန်တီးတာတွေကိုမကြာခဏတွေ့နေရတာပါ။ခရိုကိုဒိုင်းရဲ့ညာဘက်လက်ဖွားနဲ့ထိလိုက်တဲ့အရာတိုင်းရဲ့ရေဓာတ်ကိုချက်ချင်းဆုပ်ယူပြနိုင်ပါတယ်။ Devil Fruit user တိုင်းဟာပင်လယ်ရေကိုကြောက်ကြရပေမဲ့ခရိုကိုဒိုင်းကတော့ရေဆိုရင်ကိုကြောက်နေရသူပါ။ဒါကြောင့်လဲလူဖီကခရိုကိုဒိုင်းကိုတိုက်ခိုက်ဖို့ရေကိုစီပိုင်းနဲ့ပါတဲချလာခဲ့ပါတယ်။ခရိုကိုဒိုင်းဟာ Mr. Zero ဆိုတဲ့ခုတ်တစ်ခုကိုအသုံးပြုပြီး Broke War ဆိုတဲ့ဂိုင်းတစ်ခုကိုတီထောင်ထားခဲ့ပါတယ်။ဒီဂိုင်းကြီးရဲ့အဓိကရွယ်ချက်ကတော့ရှေးဟောင်းလက်နက်ဖြစ်တဲ့ Pluton ကိုရှာဖွေဖို့ဖြစ်ပြီး Alabaster ကိုလည်းတခါတည်းသိမ်းပိုက်မှာဖြစ်ပါတယ်။ပြည်သူတွေရဲ့အရှိမသဘောကောင်းတဲ့တရေကောင်းအယောင်ဆောင်ထားခဲ့ပေမဲ့တကယ်တမ်းကျတော့ပြည်တွင်းစစ်ကိုဖန်တီးခဲ့တဲ့အဓိကတရားခံတအုပ်ဖြစ်နေခဲ့တာပါ။လူဖီကိုရှုံးနိမ့်ခဲ့တဲ့အတွက်ကြောင့်ရောဂိုင်းကိုခုတ်တစ်ခုနဲ့ဖွဲ့စည်းထားခဲ့တဲ့အတွက်ကြောင့်ပါအစိုးရဘက်ကခရိုကိုဒိုင်းကို Impel Down ရဲ့ level 6မှာဖန်ဆီးထားခဲ့ပါတယ်။ Ace ကိုကယ်တင်ဖို့စ조사နေတဲ့လူဖီနဲ့အတူပူးပေါင်းပြီးအကျဉ်းထောင်ကနေလွတ်မြောက်လာခဲ့ပါတယ်။ Marine Fort တိုက်ပွဲမှာခရိုကိုဒိုင်းရဲ့တိကျတဲ့ဇာတ်ရုပ်ကိုခမားတို့မြင်နိုင်ပါတယ်။ပထမဆုံးမိုးစိတ်ဖြူကြီးကိုတိုက်ခိုက်ခဲ့သလိုနောက်ပိုင်းမှာအာခိုင်နူကိုလည်းပြောင်းလဲတိုက်ခိုက်ခဲ့ပါတယ်။ Marine Fort တိုက်ပွဲမှာတော့ခရိုကိုဒိုင်းဟာနေရာပေါင်းစုံကနေပါဝင်တိုက်ခိုက်ပေးခဲ့တာပါ။ Warlord System ကြီးပြီးဆုံးသွားတဲ့အချိန်မှာဆရာမိချောင်းကသိငှက်နှလုံးကိုစီယုံပြီး Cross Gate ကိုတည်ထောင်ထားခဲ့ပါတယ်။ဒါကိုကြည့်လိုက်မယ်ဆိုရင် Croco ဆိုတာဘလို့အကြံအစီကြီးမားတဲ့ character လဲဆိုတာကိုခမားတော့ကောင်းကောင်းကြီးနားလည်နိုင်ပါတယ်။ Cross Gate ရဲ့ founder ဟာ Crocodile ဖြစ်ပေမဲ့ဘက်ကီရဲ့ကံတရားကြောင့်ဘက်ကီကခေါင်းဆောင်ဖြစ်နေခဲ့တာပါ။ Crocodile ရဲ့ဘယ်ဘက်မှာအစိပ်ပါတဲ့ရွှေကြေးကောက်ကြီးတစ်ခုကိုဝစ်ဆင်ထားလိရှိပါတယ်။ Zoro ကလည်း direction sense အားနဲ့တလို့ကျွန်တော်ကလည်းဘယ်နဲ့ညာအမြဲမှားလိရှိပါတယ်။ဒါကြောင့်ဘယ်ဘက်နဲ့ညာဘက်မှားနေခဲ့မယ်ဆိုရင်လည်းတခါတည်းပြင်ပေးသွားလိုက်ကြပါ။ Impel Down မှာတော့က Ivan Kopek က Crocodile ရဲ့လျှို့ဝှက်ကိစ္စကိုပြောပြခဲ့ပါတယ်။ဒီလျှို့ဝှက်ချက်ကြောင့် Crocodile ဟာအရင်တုန်းကဂေးတယောက်ဖြစ်ခဲ့တာမျိုးလားဆိုပြီးပရိသတ်တွေကစိတ်ဝင်စားနေကြတာပါ။သူ့ရဲ့ bounty ဟာ81တန်းသာရှိနေခဲ့ပေမဲ့ Cross Gate ကိုတီထောင်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့ bounty ဟာ2 billion လောက်အထိကိုမြင့်မားလာခဲ့ပါတယ်။ Crocodile ဆိုတာ One Piece series ရဲ့ villain to anti-hero form ကိုအောင်မြင်စွာပြောင်းလဲနိုင်ခဲ့တဲ့ character တစ်ခုဖြစ်နေခဲ့တာပါ။ Croco ရဲ့ style business sense နဲ့ strategy အပိုင်းကိုဘယ်သူကမှလိုက်ရှင်လို့ရမနေခဲ့ပါဘူး။ဒီနေ့ဗီဒီယိုကိုအဓိကကူညီပံ့ပိုးပေးထားတာကတော့ကိုရန် Store ပဲဖြစ်ပါတယ်။
ကိုရန် store မှာဆိုရင် mobile game တွေရဲ့ item တွေနဲ့လူသုံးများတဲ့ application တွေရဲ့ premium ကိုပါ unlock လုပ်နိုင်ပါတယ်။ဝယ်ယူရရှိနိုင်တဲ့ game item တွေကတော့ MMBB, PUBG, Roblox, HOK, Magic Chess, Free Fire, Blast Strike, Genshin Impact, Once Human နဲ့ကျွန်တော်အရန်ကြိုက်တဲ့ COC လိုမျိုး game တွေရဲ့ item တွေကိုဝယ်ယူရရှိနိုင်မှာမျိုးဖြစ်ပြီးစော်ရှိတဲ့ခင်ဗျားတို့အတွက်ကတော့ Children of the Light လိုမျိုး game ရဲ့ item ကိုပါသွားဝယ်နိုင်ပါတယ်။ Digital product တွေအနေနဲ့ Canva, Spotify, Netflix, Discord, CapCut, Alight Motion နဲ့ ChatGPT လိုမျိုးအသုံးဝင်တဲ့ application တွေရဲ့ premium တွေကို unlock လုပ်နိုင်မှာဖြစ်ပါတယ်။စိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ယုံကြည်စိတ်ချစွာတွားရောက်ဝယ်ယူနိုင်အောင်ဒီဗီဒီယိုရဲ့ comment section မှာကိုရန် store ရဲ့ link ကိုချပေးထားပါမယ်။ကဲပြောနေတဲ့ဘက်ကိုပြန်ဆက်ကြတာပေါ့။ဒီနေ့ဗီဒီယိုရဲ့ BTR နံပါတ်8နေရာမှာရောက်ရှိနေခဲ့တဲ့ Warlord ကတော့ Edward Weaver ပဲဖြစ်ပါတယ်။ One Piece Universe ရဲ့အဝေးပန်းအခမ်းအနားဆုံး Warlord တဦးဖြစ်ပြီး time skip ပြီးတဲ့အချိန်မှာစတင်မိတ်ဆက်ပေးခဲ့တဲ့ character တစ်ခုပါ။ Weaver ကတော့သူ့ကိုယ်သူမုတ်စိတ်ဖြူရဲ့တာအရင်ဖြစ်တယ်ဆိုပြီးကြော်ညာမောင်းခတ်ထားခဲ့တာပါ။ Weaver ကိုအဓိကထိန်းချုပ်နေသူကတော့အမေဖြစ်သူ Bargain ဖြစ်ပြီးမုတ်စိတ်ဖြူရဲ့ရီးစားဖြစ်ခဲ့ဘူးတဲ့ဆိုပြီးဖွင့်ဟဝန်ခံထားပါတယ်။မုတ်စိတ်ဖြူရဲ့ရီးစားဆိုပေမဲ့ Ross Pirate ရဲ့ crewmate တဦးဖြစ်နေခဲ့တာပါ။ဒီသားမီးရဲ့အဓိကရည်ရွယ်ချက်ကတော့မုတ်စိတ်ဖြူကြီးချန်ထားခဲ့တဲ့ရတနာတွေကိုအပိုင်သိမ်းဖို့ပဲဖြစ်ပါတယ်။ Weaver စီမှာ Devil Fruit စွမ်းအားရှိမရှိဆိုတာကိုတိတိကျကျမသိရသေးပေမဲ့သူ့ရဲ့ raw power ဟာကြောက်စရာကောင်းနေခဲ့တာပါ။ကီဆာရုဘက်ကတော့ Weaver ရဲ့အင်အားဟာမုတ်စိတ်ဖြူရဲ့ငယ်ဘဝကအင်အားအတိုင်းပဲလို့ mention ထားခဲ့ပါတယ်။မုတ်စိတ်ဖြူရဲ့တပည့်အရင်တွေနဲ့မဟာမိတ်တွေကို Weaver ဟာတကောင်နဲ့တီးလာခဲ့တာပါ။ဒီလိုမျိုးလိုက်ပြီးတီးနေတဲ့အတွက်ကြောင့်ကျွန်းပေါင်းများစွာဟာလည်းပျက်စီးသွားခဲ့ရပါတယ်။မုတ်စိတ်ဖြူလို့လွယ်အောင်ပြောနေပေမဲ့တကယ်တမ်းကျတော့မုတ်စိတ်ဖြူစီမှာမုတ်စိတ်မရှိပဲနှကမ်းမွေးသာရှိနေခဲ့တာပါ။ Weaver ကလည်းမုတ်စိတ်ဖြူနဲ့တူတဲ့လာချမ်းပုံစံနှကမ်းမွေးတစ်ခုကိုရရှိပိုင်ဆိုင်ထားခဲ့ပါတယ်။နှကမ်းမွေးကတော့ဟုတ်နေပြီဆိုပေမဲ့ခနာကိုယ်မှာများပြားလွန်းလာတဲ့ချုပ်ရိုးရာတွေကိုရရှိပိုင်ဆိုင်ထားခဲ့တာပါ။ဒါကြောင့် Orion ဆွေဘက်က Weaver ကိုဒေါက်တာဖက်ကဖန်တီးထားတာမျိုးဒါမှမဟုတ်လည်းတယောက်ယောက်ကဖန်တီးထားတဲ့ခလုံးတစ်ခုဖြစ်နိုင်ကြောင်းကောက်ချက်ချနေကြပါတယ်။ Weaver ရဲ့အဖြတ်စွမ်းအားကကြီးမားနေပေမဲ့သူ့ရဲ့ဉာဏ်ပညာကတော့ကလေးတစ်ယောက်သာပဲရှိနေခဲ့တာပါ။ဒါကြောင့်လည်းဘက်ခင်က Weaver ကိုအပြည့်အဝထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ Weaver ဟာမုတ်စိတ်ဖြူကြီးအသုံးပြုခဲ့တဲ့ Murakumo Kiri နဲ့တူတဲ့စိုင်းထိုတလက်ကိုကင်ဆောင်ပါတယ်။ Weaver ရဲ့တိုက်ခိုက်ပုံကလည်းအတော်လေးကို aggressive ဖြစ်နေခဲ့တာပါ။ Warlord system ကိုဖျက်သိမ်းပြီးတဲ့နောက်မှာ Weaver ဟာရေတပ်ဘက်ကဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရပါတယ်။နောက်ဆုံးထွက် chapter တွေအရ Weaver ဟာမုတ်စိတ်ဖြူရဲ့ဇာတိဖြစ်တဲ့ Sphinx ကျွန်းကိုရေတပ်တွေရန်ကနေကာကွယ်ပေးထားခဲ့တာပါ။အဲ့နောက်မှာတော့ Green Bull ဟာ Weaver ကိုလာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။ Weaver နဲ့ပတ်သက်တဲ့ theory တွေကလည်းပလူပြန်နေခဲ့တာပါ။တချို့ကြတော့လဲ Weaver ဆိုတာမုတ်စိတ်ဖြူရဲ့သားအရင်မဖြစ်နိုင်ဘူး။ MADS ရဲ့ခလုံးစမ်းသပ်မှုတစ်ခုသာဖြစ်နိုင်တယ်ဆိုပြီးထင်ကြေးပေးနေကြပါတယ်။ Bargain ဆိုတာကလည်းဗကာဖန်ရဲ့မိတ်ဆွေဖြစ်နေတာကြောင့်ဒီလိုထင်ကြေးပေးမှုကလည်းဖြစ်နိုင်ခြေရှိနေခဲ့ပါတယ်။ဒီကနေ့ဗီဒီယိုရဲ့ BTR နံပါတ်7နေရာမှာရောက်ရှိနေခဲ့တဲ့ Warlord ကတော့ဂျင်းပေပဲဖြစ်ပါတယ်။ဂျင်းပေဆိုတာပင်လယ်ပြည်ရဲ့သူရဲကောင်းတစ်ယောက်ဖြစ်ပြီးအရင်က Warlord ဖြစ်ခဲ့ပေမဲ့အခုအချိန်မှာ Straw Hat အဖွဲ့ရဲ့ပဲ့ထိန်တဦးဖြစ်နေခဲ့တာပါ။ဒါကြောင့်ဂျင်းပေဆိုတဲ့ character ဟာ One Piece series ရဲ့အရေးပါတဲ့ character ဆိုပြီးနားလည်ထားလို့ရပါတယ်။ဂျင်းပေရဲ့ဘဝအစမှာ Ryugu Kingdom ရဲ့စစ်တီတော်တဦးအနေနဲ့စတင်ခဲ့တာပါ။နောက်ပိုင်းမှာတော့ Fisher Tiger တည်ထောင်ခဲ့တဲ့ Sun Pirate အဖွဲ့ကိုဝင်ရောက်လာခဲ့ပါတယ်။အကိုကြီးတယောက်လိုမျိုးလေးစားအားကြရတဲ့ Fisher Tiger ကွယ်လွန်သွားတဲ့နောက်မှာဂျင်းပေဟာ Sun Pirate အဖွဲ့ရဲ့ Vice Captain တယောက်ဖြစ်လာခဲ့ပါတယ်။ဂျင်းပေဟာငါးလူသားတဦးဖြစ်တဲ့အတွက်ကြောင့်ဖိနှိပ်ထားတဲ့ငါးလူသားတွေရဲ့အခွင့်အရေးအတွက်ကြောင့်ရောစိုးရင်ရတဲ့လက်အောက်ငယ်သားတွေအတွက်ကြောင့်ပါ Warlord ဆိုတဲ့ယာတုကိုလက်ခံခဲ့ရပါတယ်။ဂျင်းပေဟာ Devil Fruit ကိုစားမထားပေမဲ့သူရဲ့တိုက်ခိုက်မှုတွေဟာငါးလူသားဖြစ်တဲ့အတွက်ကြောင့်အရန်အဆင်မြင့်ပါတယ်။ငါးလူသားတွေအသုံးပြုတဲ့ Karate တိုက်ခိုက်ရေးကိုဂျင်းပေဟာ Master အဆင့်ထိတက်မြောက်ထားခဲ့တာပါ။လေထဲမှာရှိနေတဲ့ဆိုထိုင်းစကိုအသုံးချကရန်သူရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ organs တွေကို vibration နဲ့တိုက်ခိုက်နိုင်ပါသေးတယ်။ပင်လယ်ရေကိုလက်နဲ့ဖမ်းပြီးတိုက်ခိုက်တာလှိုင်းလုံးတွေကိုဖန်တီးတာမျိုးတွေကိုလှုပ်ဆောင်နိုင်ပါတယ်။ဒါကြောင့်ဂျင်းပေဟာပင်လယ်ထဲမှာဆိုရင်လုံးဝပြိုင်ဘက်ကင်းဖြစ်နေခဲ့တာပါ။ Armament Haki ကိုအရန်ကျွမ်းကျင်တာကြောင့်ပင်မော်မြတိုက်ခိုက်မှုတွေကိုတောင်လက်ပလာနဲ့ခုခံထားနိုင်ခဲ့ပါတယ်။ဂျင်းပေဆိုတာမှောင်မိုက်နေတဲ့ Luffy အတွက်လမ်းပြချက်တစ်လုံးဖြစ်နေခဲ့တာပါ။ Luffy ကို Impel Down ကနေကူညီကယ်ထုတ်ပေးခဲ့တယ်လို့ Marineford တိုက်ပွဲမှာလည်းအသက်ဆုံးပြီးကာကွယ်ပေးထားခဲ့ပါတယ်။ Ace ကိုဆုံးရှုံးလိုက်ရလို့စိတ်သက်ကြနေတဲ့ Luffy ကိုသူ့မှာကြံနေသေးတဲ့တငယ်ချင်းတွေရဲ့မျက်နှာကိုထောက်ဖို့ဂျင်းပေဟာလမ်းပြပေးခဲ့တာပါ။ Fishman Island မှာ Luffy လိုအပ်နေတဲ့သွေးကိုပေးလူချင်းအပြင်လူသားနဲ့ငါးလူသားတွေကြားမှာရှိနေခဲ့တဲ့အမုန်းတရားတွေကိုဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။ဂျင်းပေဟာ Luffy ရဲ့ကမ်းလှမ်းမှုကိုအကြိမ်ကြိမ်ခံခဲ့ရပေမဲ့လက်ဆောင်ရမယ့်တာဝန်တွေကိုသာဦးစားပေးနေခဲ့တာပါ။ Whole Cake Island မှာတော့ပင်မွန်ရဲ့လက်အောက်ကနေရုံထွက်ပြီး Luffy ရဲ့တရားဝင် member ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ဒီအချိန်မှာဂျင်းပေပြောခဲ့တဲ့အနာဂတ်မှာ Pirate King ဖြစ်လာမဲ့သူရဲ့ crewmate ဟာ
ယွန်ခိုတယောက်လောက်ကိုကြောက်နေလို့မရဘူးဆိုတဲ့စကားဟာအရန်ကိုမှနာမည်ကြီးပေါ်တယ်ဝါနိုတိုက်ပွဲမှာ Straw Hat တွေနဲ့အတူပြန်လည်ပူးပေါင်းခဲ့ပြီး Who's Who ကိုအပြတ်သက်အနိုင်ယူထားနိုင်ခဲ့တာပါဂျင်းပေဆိုတာအရန်တီတီသူဖြစ်ပြီးအရန်လည်းရင့်ကျက်ပါတယ်ဒီလိုမျိုးအချက်တွေကြောင့်ဂျင်းပေရဲ့စကားတခွန်းဂတိတလုံးဟာအရန်ကိုမှအရေးပါပါတယ်ဆန်နီကိုအခုချိန်မှာအဓိကထိန်းချောင်းနေသူဖြစ်ပြီးတော်တော်လေးတော့ဆရာကြပါတယ်ဂျင်းပေဆိုတာဝါလော့တအူးဖြစ်နေပေမဲ့လူသားနဲ့ငါလူသားတွေကြားကအဓိကပဏိပခါကိုရပ်တန့်ပေးနိုင်ခဲ့ပါတယ်ဒီနေ့ဗီဒီယိုရဲ့ BTR နံပါတ်7နေရာမှာရောက်ရှိနေခဲ့တဲ့ဝါလော့ကတော့ Trafalgar ဒီ Water လောပဲဖြစ်ပါတယ် Walls Generation ထဲမှာလည်းပါဝင်ခဲ့ဘူးတလို့ Warlock ဆိုတဲ့ယာတုကိုလည်းရရှိထားခဲ့တာပါ Law ရဲ့အတိတ်ဟာ One Piece Series ရဲ့ဆိုးရွားတဲ့အတိတ်တွေကတစ်ခုဖြစ်ခဲ့ပါတယ်တစ်ချိန်လုံးက Amber Lee ဆိုတာကယောဂဇိုးကြီးကိုအလူအလဲခန်းစားနေခဲ့ရတဲ့မြို့တစ်မြို့ဖြစ်ခဲ့တာပါအစိုးရဘက်ကဒီမြို့တစ်မြို့လုံးကိုမြို့လုံးကျွတ်ရှင်းလင်းခဲ့ပေမဲ့လောကတော့အလောင်းပုံချာမှာပုံအောင်ပြီးရှင်သန်ကြရစ်နေခဲ့ပါတယ်ဒိုဖလာမင်ဂိုရဲ့ညီဖြစ်သူခိုရာဇွန်ဘက်ကလောရဲ့ယောဂါကိုပျောက်ကင်းရန်ကူတာပေးခဲ့ပြီးလောကိုကဲတင်နိုင်ဖို့သူ့ရဲ့အသက်ကိုတောင်စတေးသွားခဲ့တာပါလောဘက်ကခိုရာဇွန်ကိုအမြဲတတိရနေအောင်သူ့ရဲ့ Pirate အဖွဲ့ကိုတောင် Hard Pirate ဆိုပြီးခေါ်ဆိုစေခဲ့ပါတယ်လောဟာ Ultimate Devil Fruit တစ်လုံးဖြစ်တဲ့ Open Nomi ကိုစားသုံးထားခဲ့တာပါလောဘက်ကအယောင်ရှိတဲ့ area သို့မဟုတ် room တစ်ခုကိုဖန်တီးပြီးအဲ့ဒီ area တွေကအရာအလုံးကိုခွဲစိတ်ပြုပြင်နိုင်စွမ်းရှိနေခဲ့ပါတယ်Amputate နဲ့ Shamble ဆိုတာကတော့လူတွေကိုအပိုင်းပိုင်းဖြတ်တောက်နိုင်တယ်လို့နေရာချင်းလဲလဲပေးနိုင်ပါတယ်ဝါနိုအာခ်မှာခေရုံးလို့ခေါ်တဲ့သူ့ရဲ့နိုးထခြင်းစွမ်းအားကိုရရှိပိုင်ဆိုင်နိုင်ခဲ့ပါတယ်။အရာအားလုံးရဲ့အတွင်းပိုင်းအထိထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိတဲ့ဒီစွမ်းအားဟာဘယ်မုံကိုတောင်ကောင်းကောင်းကြီးဒုက္ခပေးထားနိုင်ခဲ့တာပါ။ Open Nomi ရဲ့ Ultimate စွမ်းအားကတော့ Perpetual Youth Surgery ဖြစ်ပြီးအခြားသူရဲ့အသက်ကိုမသေးအောင် grant ပေးနိုင်ပါတယ်။ Law ကြောင့်အခြားသူက Immortality ကိုရရှိနိုင်ပေမဲ့ Law ရဲ့အသက်ကတော့သေဆုံးသွားမှာပါ။ Time skip ပြီးတဲ့အချိန်မှာ Law ဟာ Warlock ဆိုတဲ့နေရာမှာထူးထူးခြားခြားရောက်ရှိနေခဲ့ပါတယ်။ပင်လယ်ဓမြပေါင်း100ရဲ့နှလုံးသားတွေကိုကော်လက်ပြီးအစိုးရစီကိုပို့ဆောင်ပေးခဲ့တာပါဒီလိုပေးပို့ပြီးအစိုးရစီမှာလစ်လက်နေတဲ့ဝါလော့တနေရာစာအတွက်ချင်းချောက်တောင်းဆိုခဲ့ပါတယ်လောရဲ့အဓိကရည်ရွယ်ချက်ကတော့ဝါလော့ရှာတူကိုအသုံးချပြီးဒိုဖလာမင်ဂိုကိုလက်စားချေဖို့ပါဒိုဖလာမင်ဂိုကိုလက်စားချေုံသားမကစမိုင်းဆက်ယုံကိုပါတခါတည်းဖျက်ဆီးပစ်မှာဖြစ်ပါတယ်လောဟာလူဖီရဲ့တပ်တန်းရဲ့မဟာမိတ်တယောက်ဖြစ်နေခဲ့တာပါသူတို့နှစ်ယောက်အတူပူးပေါင်းပြီးဒိုဖလာမင်ဂိုကိုဖြုတ်ချနိုင်ခဲ့တယ်လို့ဘင်မွန်နဲ့ခိုင်တိုတို့ကိုလည်းတိုက်ခိုက်ထားနိုင်ခဲ့ပါတယ်လောဟာအစီအစဉ်ကြားတိုက်ခိုက်လေးရှိပေမဲ့လူဖီကတော့သူလှုပ်ချင်တာကိုရွေးပြီးလှုပ်တတ်တာကြောင့်နှစ်ယောက်ပေါင်းပြီးတိုက်ခိုက်ရတဲ့အချိန်မှာလောဟာအမြဲစိတ်ဒုက္ခရောက်ရရှာပါတယ်လောရဲ့နာမည်မှာလည်းဒီဆိုရက်စကလုံးပါဝင်နေခဲ့တာကြောင့်လောကိုရိုင်းကဒီလက်ထာရဲ့အတိတ်ပဲနဲ့အတူသမိုင်းအမှန်ကိုသိရှိနိုင်ဖို့စိတ်အားထက်သန်နေခဲ့ပါတယ်လောရဲ့ဆန္ဒအရ Pirate King ဖြစ်ဖို့ဆိုတာထက်ကမ္ဘာသမိုင်းကြောင်းကိုသာဆက်လက်ပြီးဦးစားပေးရှာဖွေနေခဲ့တာပါထူးခြားချက်အနေနဲ့ကတော့လောရဲ့လက်ချောင်းတွေမှာ DEATH ဆိုတဲ့လက်ထာတွေကိုရေးထိုးထားခဲ့ပါတယ်Hard Pirate တွေဟာတင်မောအစာဖိုလာထန်းလို့ခေါ်တဲ့ရေငုပ်တင်မောကိုသာအသုံးပြုကြပါတယ်။ Bad Mom ကိုအနိုင်ယူပြီးတဲ့နောက်မှာ Law ရဲ့ bounty ဟာ3 billion အထိမြင့်မာလာခဲ့တာပါ။ဒီအထိကတော့ BTR မှာပါဝင်ခဲ့တဲ့ Warlord တွေဖြစ်ပြီးပင်လယ်ပြင်မှာနာမည်ကြီးပြီးသားဖြစ်တယ်လို့တိုက်ပွဲအတွေ့အကြုံကလည်းအရန်ကိုမှမြင့်မာကြပါတယ်။ CTR မှာရှိနေခဲ့တဲ့ Warlord တွေကတော့နာမည်ကုံသတင်းဒါမှမဟုတ်အဖွဲ့အင်အားကြောင့် Warlord ဖြစ်လာခဲ့ကြသူတွေပါ။ ATR မှာရောက်ရှိနေခဲ့တဲ့ Warlord တွေကတော့တိုင်းပြည်တစ်ခုလုံးကိုတောင်တယောက်တည်းထိချုပ်နိုင်စွမ်းရှိတဲ့အထိစွာကြီးမားကြပါတယ်။ဒီနေ့ဗီဒီယိုရဲ့ ATR နံပါတ်5နေရာမှာရောက်ရှိနေခဲ့သူကတော့ခူမာပဲဖြစ်ပါတယ်။ခူမာရဲ့နောက်ခံသမိုင်းကြောင်းကလည်းလောလိုပဲဝမ်းနေဖို့ကောင်းပါတယ်။အရန်အနစ်နာခံတတ်သူဖြစ်ပြီး Warlord ယာတို့နဲ့ Revolutionary Army ရဲ့ထိပ်သီးခေါင်းဆောင်အဖြစ်တာဝန်ယူထားခဲ့တာပါ။ခူမာဆိုတာတာမန်လူသားတဦးမဟုတ်ပဲပျောက်ကွယ်တော့မဲ့ဘက်ကန်နီယာမျိုးနွယ်စုရဲ့မျိုးနွယ်ဝင်တဦးဖြစ်ပြီးဒီမျိုးနွယ်စုဝင်ဖြစ်နေတဲ့အတွက်ကြောင့်ငယ်ငယ်ကလေးတဲက Slasher Dragon တို့ရဲ့ကြွေးကြုံအဖြစ်နှိပ်စက်ခြင်းကိုခံစားခဲ့ရပါတယ်။ခူမာဟာနောက်ပိုင်းမှာသူ့ရဲ့တိုင်းပြည်ကိုတောင်အာနာရှင်ရဲ့လက်ထဲကနေကယ်တင်ပေးထားနိုင်ခဲ့တာပါ။ဒီလိုကယ်တင်ပေးနိုင်ခဲ့တဲ့အတွက်ကြောင့်ခူမာဟာ Sobat Kingdom ရဲ့ဘရင်တစ်ပါးဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ကမ္ဘာအစိုးရဘက်ကခူမာကိုနာမည်ဖြတ်ဖို့အာနာရှင်ဆိုတဲ့သတင်းအမှားကိုလွှင့်ထားခဲ့တာပါ။ခူမာဟာ Paramecia မျိုးအစားဖြစ်တဲ့ Niku Nomi ကိုစားသုံးထားခဲ့ပါတယ်။ဒီတစ်တရဲ့စွာကြောင့်ခူမာရဲ့လက်ဖွားတွေဟာကြောင်လက်ဖွားတွေအဖြစ်ပြောင်းလဲသွားခဲ့ရတာပါ။ Repelling ဆိုတာကတော့လေးဒဏ်ရာနာကျင်မှုနဲ့လူစားတဲ့အရာတွေကိုအလွန်မြန်တဲ့နှုတ်တစ်ခုကိုအသုံးပြုပြီးတွန်းထုတ်နိုင်တဲ့စွမ်းအားတစ်ခုပါ။မိမိကိုမိမိဖြစ်စေအခြားသူကိုဖြစ်စေကြိုက်တဲ့နေရာစီရောက်အောင်3ရက်ထဲနဲ့ပို့ဆောင်ပေးနိုင်ပါတယ်။ခူမာယန်စွမ်းအားဟာနာကျင်မှုနဲ့ပင်ပန်းနွမ်းနယ်မှုတွေကိုဆွဲထုတ်ပေးနိုင်ပါတယ်။ Thriller Bark မှာ Luffy ရဲ့နာကျင်မှုကိုဆွဲထုတ်ပြီး Zoro ကိုမြည်ဆန်းခိုင်းခဲ့တဲ့ဆင်းဟာနာမည်အရန်ကြီးပါတယ်။ခူမာဟာဘာကြောင့်ဝါလော့သို့မဟုတ်အစိုးရရဲ့ရုပ်သေး Pacifista ဖြစ်နေရတာလဲဆိုပြီးမေးစရာရှိပါတယ်။ဒီမေးခွန်းရဲ့အဖြေကတိတ်မယောင်တဲ့နဲ့လွယ်မယောင်တဲ့ခက်လို့ပဲဆိုရပါမယ်။
အဓိကကတော့သူ့ရဲ့မွေးစားသမီးလေး Jury Bounty ရဲ့ကုသမရတဲ့ရောဂါ Sapphire Scale ကိုပြောက်အောင်ကုသနိုင်ဖို့ဒေါက်တာဗကာဖန်တဲ့သဘောတူညီချက်ရယူထားခဲ့ရတာပါ။ဒါဟာ Bounty ကိုကုသပေးဖို့တူညီရတဲ့သဘောတူညီချက်တစ်ခုဖြစ်ပြီးကုသပေးရတဲ့အခါကျင်းငွေမဟုတ်ပါဘူး။ကုသပေးရတဲ့အခါကျင်းငွေအတွက်ခူမာဟာသူ့ရဲ့လူသားဆန်တဲ့စိတ်နဲ့ memory ဆွေအားလုံးကိုစတေးပြီး PH0 ဆိုတဲ့စက်ရုပ်အသွင်ကိုပြောင်းလဲခံခဲ့ရပါတယ်။ခူမာဘက်ကလူဖီတို့အဖွဲ့ကို2ချိန်တိတိကဲတင်ပေးထားခဲ့တာပါ။ Admiral Kizaru ရဲ့အဆုံးသတ်ခြင်းစီကနေအဖွဲ့သားတွေကိုတင့်တော်မဲ့ကျွန်းစီကိုရောက်အောင်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ဒီလိုပို့ဆောင်ပေးခြင်းအပြင် Straw Hat Pirate အဖွဲ့သားတွေဟာလိုအပ်နေတဲ့ training တွေကိုလေ့ကျင့်နိုင်ခဲ့ကြပါတယ်။ခူမာဘက်ကလူဖီတို့ရဲ့ ship ဖြစ်တဲ့တောင်စွန်ဆန်နီကိုနှစ်နှစ်တိစောင့်ရှောက်ပေးထားခဲ့တာပါ။ Akhat အာမာတော့ခူမာရဲ့ဘဝဇာတ်ချောင်းကိုတိတိကျကျသိရှိခဲ့ရပါတယ်။အသိစိတ်နဲ့မှတ်ဉာဏ်တွေမရှိတော့ဘူးဆိုရင်တောင်မှခူမာဟာဘောင်နီကိုကဲတင်ဖို့ဆက်လက်စူးစမ်းနေခဲ့တာပါ။ဒီနေ့ဗီဒီယိုရဲ့ ATR နံပါတ်4နေရာမှာရောက်ရှိနေခဲ့တဲ့ဝါလော့ကတော့တဦးတည်းသောအမျိုးသမီးအဖွဲ့ဝင်ဘိုဝါဟန်ကိုပဲဖြစ်ပါတယ်။ကမ္ဘာအလားဆုံးအမျိုးသမီးဖြစ်ပြီးကူချာဖိုင်ရက်ရဲ့ခေါင်းဆောင်ဖြစ်တယ်လို့ Amazon Lily ရဲ့ Agri လည်းဖြစ်နေခဲ့တာပါ။ဟန်ခေါ်ရဲ့မာနာကြီးတဲ့ဇယိုက်တစ်ခုရဲ့နောက်ွယ်မှာနာကျင်စရာကောင်းတဲ့အတိတ်တစ်ခုဟာရှိနေခဲ့ပါတယ်။အသက်12နှစ်ပဲရှိနေခဲ့တဲ့အရွယ်မှာသူနဲ့သူညီမတွေဟာလူကုန်ကူးခံခဲ့ရပြီး Slosher Dragon တွေစီမှာရောင်းစားခံခဲ့ရပါတယ်။ဟန်ခေါ်ရဲ့နောက်ကျောဘက်မှာရှိနေခဲ့တဲ့ကျေးကျွန်အမတ်သားကို Gorgon Eye ဆိုပြီးတကြွလုံးကိုလိန်ညာထားခဲ့တာပါ။ Fisher Tiger ဘက်က Mary Dress ကိုတိုက်ခိုက်တဲ့အချိန်မှာဟန်ခေါ်နဲ့အတူကျေးကျွန်တွေဟာလွတ်မြောက်လာခဲ့ကြပါတယ်။ဟန်ခေါ်ဟာ Paramecia အမျိုးအစားဖြစ်တဲ့ Meromeronomi ကိုစားသုံးထားခဲ့တာပါ။ Meromeronomi ရဲ့အဓိကစွမ်းအားအရာဟန်ခေါ်ဟာသူမအပေါ်မှာစိတ်ဝင်စားသွားတဲ့လူတိုင်းကိုကြောက်ရွံ့အဖြစ်ဖန်တီးပြနိုင်ပါတယ်။သူမအပေါ်မှာစိတ်ကစားမှုမရှိတဲ့သူတွေကိုလည်းကြောက်ရွံ့ဖြစ်အောင်ပြောင်းလဲနိုင်တဲ့စွမ်းအားဟာရှိနေခဲ့တာပါ။ဟန်ခေါ်ဟာဟာကီ3မျိုးစလုံးကိုကျွမ်းကျင်အသုံးပြုနိုင်တဲ့အမျိုးသမီးတဦးဖြစ်နေခဲ့ပါတယ်။အစပိုင်းမှာယောက်ျားတွေကိုအယံမုန်းတီးတဲ့လူဖြစ်ခဲ့ပေမဲ့လူဖီနဲ့တွေ့ပြီးတဲ့အချိန်မှာတော့သူမရဲ့စိတ်ဟာလုံးဝပြောင်းလဲသွားခဲ့ပါတယ်။လူဖီရဲ့ဖြူစင်တဲ့စိတ်ထားနဲ့သူမရဲ့အတိတ်ကိုနားလည်ပေးနိုင်တဲ့စိတ်ထားတို့ကြောင့်လူဖီကိုအသေးအတန်ချစ်မိသွားခဲ့တာပါ။လူဖီဟာဟန်ခေါ်စီကကြီးမားတဲ့အကူအညီတွေကိုရရှိထားခဲ့ပါတယ်။ Impel Down ကိုခိုးဝင်ခွင့်ရတာ Marineford တိုက်ပွဲမှာကြီးမားတဲ့အင်အားတစ်ခုကိုရလိုက်တာမျိုးနဲ့အတူ Amazon Lily ရဲ့ဘေးမှာရှိနေတဲ့ကျွန်းမှာလေ့ကျင့်ခွင့်တွေကိုရရှိထားခဲ့တာပါ။ဟန်ခေါ်အုပ်ချုပ်တဲ့ကျွန်းကို Amazon Lily လို့ခေါ်ဆိုပြီးဟာကီကျွမ်းကျင်တဲ့အမျိုးသမီးစစ်သည်တွေနဲ့ဖွဲ့စည်းတည်ထောင်ထားခဲ့ပါတယ်။ဒီကျွန်းသူတွေကိုကာကွယ်နိုင်ဖို့ဟန်ခေါ်ဟာဝါလော့ယာတို့ကိုလက်ခံရယူထားခဲ့တာပါ။ဒါကြောင့်အစိုးရကိုတော့သိပ်ပြီးသစ္စာရှိမနေခဲ့ပါဘူး။ဟန်ခေါ်ရဲ့စွမ်းအားကြီးမားမှုကြောင့် Marine သင်္ဘောတွေဟာ Amazon Lily နားကိုဖြတ်တောင်မလာရဲကြပါဘူး။ Warlord System ကိုဖျက်သိမ်းပြီးတဲ့နောက်မှာရေတပ်ဘက်ကဟန်ခေါ်ကိုလာရောက်ဖမ်းဆီးခဲ့ပါတယ်။မုတ်စိတ်နက်ကြီးကဟန်ခေါ်ရဲ့ Devil Fruit ကိုလည်းမျက်စိကျနေခဲ့တာပါ။ဒါကြောင့် Amazon Lily ကိုသူကိုယ်တိုင်ရောက်ချလာခဲ့ပြီးဟန်ခေါ်ကိုတိုက်ခိုက်ခဲ့ပါတယ်။ဟန်ခေါ်ဘက်ကလည်းမုတ်စိတ်နက်ရဲ့လက်အောက်ငယ်သားအများအပြားကိုဖြည့်ရှင်းထားနိုင်ခဲ့တာပါ။ဒါပေမဲ့ Rayleigh ရဲ့ဂျားဝင်ဖြည့်ရှင်းမှုကြောင့်နောက်ဆုံးမှာတိုက်ပွဲဟာပြီးဆုံးသွားခဲ့ရပါတယ်။အခုလောလောဆယ်မှာတော့ဟန်ခေါ်တယောက်လူဖီကိုစောင့်မျှော်နေရှာပါတယ်။ထူးခြားတဲ့အချက်တွေကတော့ဟန်ခေါ်ဟာတာမန်လူတွေနဲ့စကားပြောမယ်ဆိုရင်ရင်ကိုကော့ခေါင်းကိုမော့ထားလေးရှိပါတယ်။ဒါဟာသူမရဲ့မာနာကြီးမားကြောင်းကိုပြသလေးရှိတဲ့ပုံစံတစ်ခုပါ။ဟန်ခေါ်ရဲ့ဘေးမှာအမျက်ရှိနေခဲ့တဲ့မွေကြီးကို Salome လို့ခေါ်ဆိုပြီးဟန်ခေါ်ရဲ့ကြောက်ရွံ့စွမ်းအားဟာလူဖီပေါ်မှာတော့အလုံးမဖြစ်ခဲ့ပါဘူး။ဒီနေ့ဗီဒီယိုရဲ့ ATR နံပါတ်3နေရာမှာရောက်ရှိနေခဲ့တဲ့ဝါလော့ကတော့ Doflamingo ပဲဖြစ်ပါတယ်။ Doflamingo ဆိုတာကတော့ One Piece series ရဲ့အတ္တမအရန်ဆန်တဲ့ villain တစ်ယောက်ပါ။ Dressrosa ရဲ့ former ဘရင်လည်းဖြစ်တယ်လို့ဝါလော့တွေထဲမှာဆိုရင်လည်းဩဇာအညောင်းဆုံးအဖွဲ့ဝင်တဦးဖြစ်နေခဲ့ပါတယ်။ပြောပြရမယ့် Doflamingo ရဲ့ back story ဟာထူးခြားပြီးကြောက်စရာကောင်းနေခဲ့တာပါ။ Doflamingo ဆိုတာ Don Quixote မိသားစုစီကနေမွေးဖွားလာခဲ့ပေမဲ့ဖခင်ဖြစ်သူဟုံမင်းကတာမန်လူလိုပဲနေထိုင်ခဲ့ပါတယ်။ဒါကြောင့် Doflamingo တို့မိသားစုဟာ Slasher Dragon တွေပဲဖြစ်ပါတယ်။ Slasher Dragon တွေကိုမုန်းတီးတဲ့လူသားတွေရဲ့နှိမ့်ဆက်မှုကြောင့်မိခင်ဖြစ်သူကိုဆုံးရှုံးခဲ့ရပါတယ်။ဒီစိတ်ဒဏ်ရာကြောင့် Doflamingo ဟာဖခင်ဖြစ်သူကိုအသက်10နှစ်အရွယ်မှာတင်ရှင်းလင်းပြီးကဘာကြီးကိုကျိန်စာတိုက်ခဲ့ပါတယ်။ Paramecia အမျိုးအစားဖြစ်တဲ့ Itonomi ကို Doflamingo ဟာစားသုံးထားခဲ့တာပါ။ဒီ Devil Fruit ဟာအားနည်းတဲ့သတိဆိုပေမဲ့ Doflamingo ကတော့ Advanced Level ထိရောက်အောင်အသုံးချထားနိုင်ခဲ့ပါတယ်။လူတွေရဲ့ခန္ဓာကိုယ်ထဲကိုမမြင်ရတဲ့ကြိုးတွေထည့်ပြီးရုပ်သေးတရုပ်လိုထိန်းချုပ်နိုင်တဲ့စွမ်းအားကို Parasite လို့ခေါ်ဆိုပါတယ်။ငှက်လောင်အိမ်တစ်လုံးကိုဖန်တီးပြီးကျွန်းတစ်ခုလုံးကိုဖျက်ဆီးနိုင်တဲ့စွမ်းအားကိုတော့ Birdcage လို့ခေါ်ဆိုပါတယ်။တိမ်တိုက်တွေကိုကြိုးနဲ့ချိတ်ပြီးလေထဲမှာလည်းလှုပ်ရှားနိုင်ပါသေးတယ်။ One Piece series ရဲ့ပထမဆုံးနိုးထနိုင်သူဖြစ်ပြီးပတ်ဝန်းကျင်မှာရှိတဲ့အရာဝတ္ထုတွေကိုကြိုးရည်အဖြစ်ပြောင်းလဲပြနိုင်ပါတယ်။ရှေ့ဘက်မှာတော့ဝါလော့ဆိုတဲ့နက်နက်ဖုံးတစ်ခုကိုကတ်ထားပေမဲ့နောက်ွယ်မှာတော့ဂျိုကာဆိုတဲ့မျက်နှာကြီးအားရှိနေခဲ့တာပါ။ဂျိုကာဆိုတဲ့နာမည်ကိုအသုံးပြုပြီး Underworld ရဲ့မှောင်ခိုဈေးကွက်ကိုချုပ်ကင်ထားခဲ့ပါတယ်။ Doflamingo ရဲ့မှောင်ခိုဈေးကွက်မှာ
Caesar Clown နဲ့အတူပူးပေါင်းပြီး Zoan Devil Fruit အတုတွေကိုထုတ်လုပ်ခဲ့ပါတယ်။ဒီ Devil Fruit တွေကိုခိုင်တိုရဲ့သားရဲ့တက်မတော်စီကိုအဓိကတင်ပို့ရောင်းချထားခဲ့တာပါ။ King Riku ကိုနာမည်ဖြစ်ပြီး Dressrosa ကိုအတ္တမသိမ့်ပိုက်ထားခဲ့ပါတယ်။ကန့်ကွက်သူအပေါင်းသူတော်ကောင်းတွေကိုရှုကားရဲ့စွမ်းအားနဲ့ဖြည့်ရှင်းထားခဲ့တာပါ။ Doflamingo ဟာ Haki 3 မျိုးစလုံးကို Advanced Level အထိအသုံးပြုနိုင်ပါတယ်။ဒီဘဲရဲ့ Durability ဟာ Luffy ရဲ့ Gear 4 လောရဲ့ကံမှာ Knife တိုက်ကွက်တွေကိုကုခံနိုင်တဲ့အထိတန်မာမှုရှိနေခဲ့တာပါ။ Dressrosa ရဲ့အဆုံးသတ်မှာ Devil and တွဲလုံးအရာ Doflamingo တယောက်ဝါလော့ယာဒုကနေပါဆင်းပေးလိုက်ရပါတယ်။လက်ရှိအချိန်မှာတော့ Impel Down ရဲ့ Level 10မှာတန်ကြိုးတွေနဲ့အကျဉ်းချခံထားရပါတယ်။ Doflamingo လိုကောင်မျိုးကိုအစိုးရဘက်ကတောင်းမြင်ကန်နေတဲ့အတွက်ကြောင့် Magellan ကိုယ်တိုင်ကတိတိကျကျစောင့်ရှောက်ပေးနေရတာပါ။ထောင်ကျနေပေမဲ့ကဘာကြီးကိုသတင်းစာတွေဖတ်ပြီးဆက်လက်စောင့်ကြည့်နေခဲ့ပါတယ်။ Doflamingo ကလည်းခက်ခါရှိလိုမျိုးပဲတခုခုကိုဖုံးကွယ်ထားခဲ့တာပါ။သူဖုံးကွယ်ထားတဲ့နေရာကတော့သူ့ရဲ့မျက်လုံးဖြစ်ပြီးနေကာမျက်မှန်ကြီးကို appearance တိုင်းမှာတက်ဆင်ထားခဲ့ပါတယ်။ series ထဲမှာသူ့ရဲ့မျက်လုံးကိုတစ်ခါမှဖော်ပြမထားခဲ့ပါဘူး။ Doflamingo ရဲ့ရည်တန်းဟာအခုလိုမျိုးထူးခြားနေခဲ့တာပါ။ဒီအထီကတော့ထူးခြားတဲ့ ATM မှာရောက်ရှိနေခဲ့ကြတဲ့ဝါလော်တွေပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုရဲ့ STR နံပါတ်2နေရာမှာရောက်ရှိနေခဲ့တဲ့ဝါလော်ကတော့ Teach ပဲဖြစ်ပါတယ်။မုတ်စိတ်နတ်ဆိုတာ One Piece series ရဲ့အဆုံးသတ် villain တွေထဲကတအူးဖြစ်လာဖို့တေချာနေတဲ့ character တစ်ခုပါ။အစောပိုင်းမှာဝါလော်ယာတို့ကိုသိမ်းပိုက်ထားခဲ့ပေမဲ့အခုအချိန်မှာတော့ယွန်ခိုတအူးဖြစ်နေခဲ့ပါပြီ။မုတ်စိတ်နတ်ဟာအခုအခြေအနေကိုရောက်ရှိဖို့လိုအပ်တဲ့ကလင်ကကျစ်အစီအစဉ်တွေကို10စုနှစ်လောက်အထိအချိန်ယူပြီးဆွဲထားခဲ့တာပါ။ပထမဆုံးမုတ်စိတ်ဖြူရဲ့တင်မောပေါ်မှာ20လောက်ခိုအောင်နေခဲ့ပါတယ်။အဓိကကတော့သူလိုချင်တဲ့ Devil Fruit ကိုအလွယ်တကူရှာဖွေနိုင်ဖို့ပါ။ရှာမီနိုမီကို Dash ကတွေ့သွားတဲ့အချိန်မှာမုတ်စိတ်နတ်ဟာတငယ်ချင်းဖြစ်သူ Dash ရဲ့အသက်ကိုနှုတ်ပြီးလိုချင်တဲ့ Devil Fruit ကိုခိုးယူထွက်ပြေးသွားခဲ့ပါတယ်။ဒီအချိန်တည်းကမုတ်စိတ်နတ်ဟာမုတ်စိတ်ဖြူကြီးရဲ့အဓိကရန်သူတော်အဖြစ်ပြောင်းလဲသွားခဲ့တာပါ။မုတ်စိတ်နတ်ဟာနောက်ထပ်အချိန်ကောင်းတစ်ခုကိုထပ်မံဆောင်ဆိုင်ပြီးမုတ်စိတ်ဖြူစီက Devil Fruit ကိုပါခိုးယူခဲ့ပါတယ်။ဒါကြောင့်မုတ်စိတ်နတ်ဟာ One Piece Universe ရဲ့တအူးတဲ့သော Devil Fruit နှလုံးကိုတခါတည်း access နိုင်သူဖြစ်လာခဲ့တာပါ။ပထမဆုံးစားသုံးခဲ့တဲ့ Devil Fruit ကတော့ရှာမီနိုမီဖြစ်ပြီးလူကီယာအမျိုးအစားပဲဖြစ်ပါတယ်။ဒီသစ်သီးရဲ့အဓိကအစွာကတော့အမောင်ကိုထိန်းချုပ်နိုင်စွမ်းရှိနေခဲ့တာပါ။အမောင်တို့ကိုအသုံးချပြီးအရာဝတ္ထုတွေနဲ့အတူတိုက်ခိုက်မှုတွေကိုဝါမျိုးပြနိုင်ပါတယ်။ရှာမီနိုမီရဲ့အဓိကစွာကတော့ Devil Fruit user ရဲ့ ability ကိုခဏတာဖယ်ရှားပြနိုင်တာပါ။အားနည်းချက်ကြီးမားမားကတော့အခြားလူကီယာတွေလိုမျိုးတိုက်ခိုက်မှုတွေကိုအင်မြူနိုင်တာမဟုတ်ဘဲနာကျင်မှုကိုနှက်ဆခံစားရပါတယ်။ဒုတိယမြောက် Devil Fruit ကတော့ဂူရာနိုမီဖြစ်ပြီးမုတ်စိတ်ဖြူကြီးစီကလူယူထားခဲ့တာပါ။မုတ်စိတ်နဲ့တယောက်တည်းကပဲဒီနီလန်းကိုအသုံးပြုနိုင်ခဲ့ပါတယ်။ကမ္ဘာမြေစီလွှာကိုဖျက်ဆီးပစ်နိုင်တဲ့ငလျင်ကြီးတွေကိုအဓိကဖန်တီးနိုင်တဲ့ Paramecia အမျိုးအစားဖြစ်ပြီးမုတ်စိတ်နဲ့ဟာမတူညီတဲ့ Devil Fruit နှလုံးကိုရရှိပိုင်ဆိုင်ထားခဲ့ပါတယ်။ Teach ဘက်က Warlord System ကိုသူ့ရဲ့ကိုကြိုးစီးပွားတစ်ခုတည်းအတွက်လေကားတစ်ခုလိုအသုံးချခဲ့တာပါ။ Ace ဟာ Dash အတွက် Teach ကိုလက်စားချေချင်ခဲ့ပါတယ်။ဒါကြောင့် Teach ကိုလိုက်လံဖမ်းဆီးခဲ့ပေမဲ့ Ace ကသာရှုံးနိမ့်သွားခဲ့ရတာပါ။ Ace ကိုဖမ်းဆီးပြီးအစိုးရကိုအခါလစ်လက်နေတဲ့ Crocodile နေရာကို Teach ကအရှားယူနိုင်ခဲ့ပါတယ်။ Warlord ယာဒူရဲ့လုတ်ပိုင်ခွင့်ကိုအသုံးချပြီး Impel Down ကိုထိုးဖောက်ဝင်ရောက်လာခဲ့ပါတယ်။အဲ့ဒီနောက်မှာ Level 6ကအဆိုးရွားဆုံးအကျဉ်းသားတွေကိုစုဆောင်းပြီးအစိုးရကိုချက်ချင်းသစ္စာဖောက်ပစ်ခဲ့တာပါ။ Marineford တိုက်ပွဲမှာမုတ်စိတ်ဖြူကြီးကိုအနိုင်ယူပြီးသူ့ရဲ့နယ်မြေတွေကိုသိမ်းပိုက်ခဲ့တာကြောင့်ယွန်ကိုတအူးဖြစ်လာခဲ့ပါတယ်။ Teach ရဲ့နာမည်အရင်က Marshall D. Teach ဖြစ်ပြီးလက်ထပ် D ရဲ့အနွယ်ဝင်လည်းဖြစ်ပါတယ်။မုတ်စိတ်ဖြူကြီးကတော့သူမသေးဆုံးခင်အချိန်မှာRoger စောင့်နေခဲ့တဲ့လက်ထပ် D ဟာမင်းမဟုတ်ဘူး Teach လို့ပြောခဲ့ပါတယ်။မာကိုရဲ့မန်ရှင်မှုအရ Teach ဟာမွေးကလေးကတရေမှမအိပ်ဆက်တတ်တဲ့ထူးခြားတဲ့ atypical body structure ကိုရရှိပိုင်ဆိုင်ထားခဲ့တာပါ။ဒီလိုထူးခြားတဲ့ခန္ဓာကိုယ်ကိုရရှိပိုင်ဆိုင်ထားတဲ့အတွက်ကြောင့် Devil Fruit နှလုံးကိုတစ်ခါတည်းစားသုံးနိုင်ခဲ့တာလို့ Orients တွေဘက်ကယူဆထားခဲ့ကြပါတယ်။ Teach နဲ့သူ့ရဲ့အဖွဲ့သားတွေဟာအခုလက်ရှိအချိန်မှာ Hachinosu ကျွန်းမှာအခြေစိုက်ပြီးအဖွဲ့သားတွေအတွက်စွမ်းအားကြီးမားတဲ့ Devil Fruit တွေကိုလိုက်ပြီးဟန့်ပေးနေခဲ့တာပါ။ Trafalgar ဒီ Waterloo ကိုအနိုင်တိုက်ပြီး Poneglyph copy တွေကိုခိုးယူနိုင်ခဲ့တယ်လို့ Gap ကိုလည်းသူ့ရဲ့ကျွန်းမှာဖမ်းဆီးထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။အခုလောလောဆယ် Teach အနေနဲ့Hachinosu ကျွန်းကိုအစိုးရအတိအမှန်ပြုတဲ့တရားဝင်နိုင်ငံတစ်ခုဖြစ်အောင်ကြိုးစားနေပါတယ်။အဓိကတော့ဒီကျွန်းကနေကဘာကြီးကိုထိန်းချုပ်နိုင်ဖို့ရည်ရွယ်ထားခဲ့တာပါ။ Teach ရဲ့ personality အရာအိမ်မက်တွေကိုယုံကြည်သူဖြစ်ပြီးအိမ်မက်နောက်ကိုအမြဲလိုက်နေတတ်ပါတယ်။အိမ်မက်အတွက်ဆိုရင်ကြမ်းလဲကြမ်းတယ်လို့ကြောက်လဲကြောက်ပြတတ်တဲ့နီးဗျူဟာသမားပါ။ဇီဟာဆိုတဲ့ထူးခြားတဲ့ရည်တံတစ်ခုကိုလည်းရရှိပိုင်ဆိုင်ထားခဲ့ပါတယ်။ဒီနေ့ဗီဒီယိုရဲ့ STR နံပါတ်1နေရာမှာရောက်ရှိနေခဲ့တဲ့ Warlord ကတော့ဒါသမားကြီးမီဟော့ပဲဖြစ်ပါတယ်။ မီဟော့ဆိုတာ One Piece series ရဲ့စွမ်းအားကြီးမားတဲ့ character တစ်ခုဖြစ်ပြီး World's Strongest Swordsman ဆိုတဲ့ဘွဲကိုလည်းရရှိပိုင်ဆိုင်ထားခဲ့တာပါ။ Original Warlord တူဖြစ်ပြီး Crossgate ရဲ့ကြောထောက်နောက်ခံအဖြစ်တာဝန်ယူထားခဲ့ပါတယ်။
အခုလက်ရှိအချိန်ထိမီဟော့ဆိုတာကမ္ဘာအကောင်းဆုံးဓာတ်သမားဆိုတဲ့နေရာမှာရပ်တည်နေနိုင်သူပေါ့ဒီနေရာကိုဘယ်သူကမှစိန်ခေါ်နိုင်စွမ်းရှိမနေသေးပါဘူးယွန်ကိုရှန့်နဲ့မီဟော့တို့ဟာအရင်တုန်းကတကယ်ပြိုင်ဘက်ကောင်းတွေဖြစ်ခဲ့ကြတာပါအမြဲတမ်းဒီပါတိုက်ခိုက်ဖြစ်ခဲ့ကြတယ်ဆိုပေမဲ့ရှန့်ရဲ့လက်တစ်ဖက်ပြတ်သွားတဲ့အချိန်မှာဒီတိုက်ပွဲတွေဟာရပ်တန့်သွားခဲ့ပါတယ်ဆိုရိုရဲ့ပန်းတိုင်ဟာမီဟော့ကိုအနိုင်ယူပြီးကမ္ဘာအကောင်းဆုံးဓာတ်သမားဆိုတဲ့တိုင်တဲကိုသိမ်းပိုက်နိုင်ဖို့ပါမီဟော့ဘက်ကစီးရီးစ်ရဲ့အစောပိုင်းမှာဆိုရိုကိုဓားလေးတစ်ချောင်းတဲနဲ့အနိုင်ယူဖြည့်ရှင်းထားနိုင်ခဲ့ပါတယ်ဒါကိုကြည့်ချင်အဖြစ်ဆိုရိုနဲ့မီဟော့ရဲ့အဆင့်ဟာခမားနဲ့သူမလိုပဲအရန်ကိုကွာခြားနေခဲ့တာပါမီဟော့ကင်ဆောင်ထားတဲ့ဓာတ်ဟာကမ္ဘာအကောင်းဆုံးဓာတ်စနက်လက်ထဲကတစ်လက်ဖြစ်တဲ့ရှိုရူဖြစ်ပြီးအနက်ရောင်ဓာတ်တစ်လက်ဖြစ်နေခဲ့ပါတယ်ဓာတ်ရဲ့ငကိုမူလအယောင်ဟာအနက်ရောင်မဟုတ်ဘဲမီဟော့ရဲ့အမမန်ဟာကီရီကြောင့်ဓာတ်ဟာနတ်မောင်သွားခဲ့ရတာပါမီဟော့ရဲ့ဓာတ်ချက်တစ်ချက်ဟာရေခဲတောင်နဲ့တင်မော်ကြီးတွေကိုပိုင်းဖြတ်ပစ်နိုင်နေပါတယ်မီဟော့စီမှာအခြားဝါလော့တွေလိုမျိုးခရူးဆိုတာရှိမနေခဲ့ပါဘူးဟီဆူကီပူနီလို့ခေါ်တဲ့ဖျောင်းတိုင်ပါအခေါင်တလားပုံစံလှေငယ်တဲ့စင်းကိုအမြဲတမ်းစီးနှင်းပြီးပင်လယ်ပြင်မှာခြေဆက်နေခဲ့တာပါအားလီပိုင်းမှာတီးခဲ့ရတဲ့ info တွေအရှာမီဟော့ဟာရေတပ်ဘက်ကအရာရှိတွေကိုလိုက်လံအမဲလိုက်တဲ့ရေတပ်မုပ်ဆိုးဖြစ်ခဲ့ပါတယ်ရေတပ်ရဲ့ attention ကိုရရှိလာတာကြောင့်နောက်ပိုင်းမှာအေးစစ်စစ်အနားယူနိုင်ဖို့ဝါလော့ရှာတို့ကိုလက်ခံထားခဲ့တာပါခရိုင်ကာနာလိုမျိုးထူးဆန်းတဲ့ကျွန်းပေါ်မှာစပြည့်ဝိုင်းကိုတောက်ရင်အထီးကျန်ဆန်မှုကိုအရသာခံနေလိမ့်ရှိပါတယ်ခီဆာရုနဲ့တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲမှာဆိုရိုဟာခူမာကောင်းမှုအကြောင်းပြုပြီးမီဟော့နေတဲ့ကျွန်းစီကိုရောက်ရှိသွားခဲ့ပါတယ်ဆိုရိုဘက်ကသူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့မီဟော့စီမှာဒူးထောက်ပြီးတပည့်အဖြစ်လက်ခံပေးဖို့တောင်းဆိုခဲ့တာပါမီဟော့ဘက်ကဆိုရိုရဲ့အနစ်နာခံနိုင်တဲ့စိတ်ဓာတ်ကိုသဘောကျမိလို့ဆိုရိုကိုတပည့်အဖြစ်လက်ခံပေးခဲ့ပါတယ်ဒါကြောင့်မီဟော့ဟာဆိုရိုရဲ့ဆရာလည်းဖြစ်တယ်လို့ပြိုင်ဘက်လည်းဖြစ်နေခဲ့တာပါဝါလော့ system မရှိတော့တဲ့အချိန်မှာခရိုကိုဒိုင်းနဲ့အတူပူးပေါင်းပြီး cross gate ကိုတီထောင်ထားခဲ့ပါတယ်မီဟော့ကတော့အဖွဲ့ခေါင်းဆောင်နေရာအတွက်ဘက်ဂီကိုသာနေရာပေးထားလိုက်တာပါအတီကာကတော့အစိုးရရဲ့အာရုံစိုက်မှုကိုလုံးဝမလိုချင်တော့တာကြောင့်ဖြစ်ပြီးအခုလက်ရှိအချိန်မှာ 3.59 billion ဆိုတဲ့ bounty တစ်ခုကိုရရှိပိုင်ဆိုင်ထားခဲ့ပါပြီမီဟော့ရဲ့မျက်လုံးတွေဟာသိငှက်တစ်ကောင်ရဲ့မျက်လုံးလိုမျိုးရန်သူရဲ့အားနည်းချက်ကိုတိတိကျကျသိရှိနေခဲ့တာပါဟာကီပိုင်းမှာတော့မီဟော့ရဲ့ observation ဟာကီဟာ advance ဖြစ်တယ်ဆိုတာထက်ပိုတဲ့အဆင့်မှာရှိပါတယ်ကဲဒါရီကတော့ဒီနေ့အတွက်ပြောပြပေးခဲ့တဲ့ One Piece တဲကဝါလော်ရီအကြောင်းဖြစ်ပြီးဝါလော်ရီထဲမှာဘသူကိုကြိုက်တယ်ဘသူကိုမကြိုက်ဘူးဆိုတဲ့မှတ်ချက်တွေကိုတော့အောက်က comment section မှာဝင်ရေးသွားလို့ရပါတယ်ဒီနေ့အတွက်တော့ဒီလောက်ပါပဲကြည့်ရှုအားပေးခဲ့ကြတဲ့ခင်ဗျားတို့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်